ဒါကကျွန်တော်ဟိုလုပ်ပြတာပေါ့ plus passport မင်းကြီးသူအခုmomentum မှာလဲသူ passport V2 holder ကိုမဖြစ်မနေဒီတက်ကိုလောက်ခိုင်းတယ်ဒါမှမဟုတ်အပေါ်ကတက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဓိကလုံးမှာကဘယ်ဟာကိုလောက်$5ကုန်တယ်ဒီဟာကျွန်တော်တို့ကတော့အများစုကတော့ဒီဟာကိုပဲလုပ်မယ် plus passport V2 holder ကိုပဲလုပ်မယ်holder ကိုလုပ်မယ်ဆိုတော့ကျွန်တော်ဒီမှာဘာရှိရမလဲဆိုတော့ဒီမှာ$5ရှိရမယ်ဟိုမှာ pay ဖြင့် pay ပေါ့ကျွန်တော်ကတော့ pay ကိုပဲအကြံပေးတယ်ပေါ့ pay ETA ဒီရနေပြီးတော့ကျွန်တော်$5ရှိရမယ်$5ရှိရမယ်ဆိုတော့ကျွန်တော်မှ$5ထည့်ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် link လည်းထည့်ပေးထားမယ်ဒီမှာ make your classic passport here ဆိုပြီးရှိတယ်ကျွန်တော်အဲ့ရနေ here ကနေနှိပ်ဝင်လိုက်လည်းရတယ်အဲ့ကျွန်တော်ဒီနေရာကိုရောက်သွားမယ်ရောက်သွားပြီဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ကမင်ပြီးသားဖြစ်နေလို့ဒီလိုကြီးပေါ်တာပေါ့မမင်းရသေးလို့ရှိရင်ကျွန်တော်တို့က log in ဝင်ရမှာကျွန်တော်ဒီကိုသွားလိုက်ပြီးသွားတယ်ကျွန်တော်ဒီမှာ log in ဝင်ရမယ် log in တစ်ခါထပ်ဝင်ရမယ်ဒီ log in ဝင်တဲ့နေရာမှာကျွန်တော်ချက်ချင်း fee အရင်တောင်းတယ် fee အရင်တောင်းတယ်ဟိုမှာကျွန်တော်ဘယ်လိုပြရမလဲမသိဘူးလောတယ် disconnect ဒီမှာ log in လုပ်လို့ရတယ်log in လုပ်လို့ရတယ် log in လုပ်ပြီးပြီဆိုရင်ကျွန်တော် wallet တစ်ခုနဲ့ချိန်ပြီးတော့ပြလို့ရမယ်ထင်တယ်โอเคကျွန်တော်ဒီနေရာမှာ log in ကိုကျွန်တော် wallet နဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ main now ဆိုတာကိုနှိပ်လိုက်ရမယ်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာဒါလေးနှစ်ခုကိုအမှန်ချစ်ပြီးတော့ပထမဆုံးသူဒီမှာဖတ်ထားတယ်အရင်ကြည့်လို့ရတယ်ရေးထားတယ်အရင်ကြည့်လို့ရတယ်ပထမဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော် passport လုပ်မယ် passport ဒါမှမဟုတ် ID card လုပ်မယ်ကျွန်တော်အဲ့ချင်းဒီမှာ KYC တင်ရတယ်လို့ပဲလိုမယ် passport ကတော့အကောင်းဆုံးပေါ့လိုမယ်ပြီးသွားလို့ရှိရင်ကျွန်တော် main အောင်မယ်အဓိကလိုတာကတော့အဲ့ဒါပဲကျွန်တော်ပထမဆုံးတစ်ဆင့်အဆင့်3ဆင့်နဲ့လာမယ်ဘယ်လိုမျိုးလဲဆိုတော့ပထမဆုံး email verify လုပ်ကြမယ်ကိုသုံးမဲ့ email နဲ့ verify လုပ်ကြမယ် verify လုပ်ပြီးပြီဆိုရင်နောက်တစ်ဆင့်မှာကျွန်တော်တို့ရဲ့ passport ကိုဓာတ်ပုံရိုက်ပြီးထည့်ပေးရမယ်ပြီးတော့နောက်ဆုံးတစ်ဆင့်မှာကျွန်တော် face scan ဖတ်ကြမယ်ဒီ3ဆင့်ပဲကျွန်တော်ပထမဆုံးအဲ့ဒါမလုပ်ခင်မှာကျွန်တော်အရင်ဆုံး$5ပေးရမယ်ကျွန်တော်ဒီမှာကြိုက်တာနဲ့ပေးလို့ရတယ်ကျွန်တော်အကြံပေးချင်တာကတော့ဟိုနဲ့ပဲပေးတာကောင်းမယ်ဒီဘေးအီတာလီယန်နဲ့ပဲဘေးအီတာလီယန်$5ဘူး wallet ထဲမှာထည့်ပြီးတော့ကျွန်တော်ဒီမှာပေးနေပြီးတော့ confirm ပေးလိုက်လို့ရပြီပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်သူအဆင့်3ဆင့်လာလိုက်မယ်အဲ့ဒီအဆင့်3ဆင့်လုံးကိုကျွန်တော်တက်ဆင်ချင်းတွေလောက်သွားရုံပဲလောက်သွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ခုနကျွန်တော်တရားသလိုကို NFD ကတ်လေးတကတ်ပေးလိုက်မယ်အဲ့ဒီ NFD ကတ်ရရင်ရပြီကျွန်တော်လောက်တဲ့အဆင့်ပြီးသွားပြီဒီမှာ verify လာလောက်လိုက်ရုံပဲသူ့ကိုလိုတဲ့ project တွေရှိတယ်ဥပမာဒါဆိုရင်ဒါကျွန်တော်က plasma ထဲမှာ plasma မှာဆိုလဲသူလိုတယ် GV ရှိရတော့မှလူတိုင်းလုပ်လို့မရဘူးပေါ့ပြီးသွားလို့ရှိရင်momentum မှာလဲအခုသူမဖြစ်မနေလိုလာပြီသူဒီကောင်မရှိလို့ရှိရင်ကျွန်တော်အောက်ကတက်တွေပါလုပ်လို့မရတော့ဘူးအဲ့တော့ဒီ$5ကတော့ကျွန်တော်ကတော့ရင်းနေတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် Glassy မှာက project တွေအများကြီးလာနေတာ error တွေလည်းအများကြီးပေးနေတာဆိုတော့ရှိထားတဲ့ねအားကြောင့်မလို့တော့$5လောက်တက်နိုင်ကျွန်တော်မင်းထားတဲ့ね passport လည်းရှိရင်ပေါ့ဒါမှမဟုတ်သူ့မှာတခြား option တွေလည်းပါတယ်ဥပမာ ID card တို့ဒီပြီးသွားလို့ရှိရင်မှတ်ပုံတင်တို့နဲ့ option တွေတော့ပါတယ်အဲ့တော့ကျွန်တော်မင်းနိုင်တဲ့လူကတော့တခါလေးမင်းထားပေါ့ပြီးသွားရင်ကျွန်တော် verify ပြီးတော့အောက်မှာသူလုပ်ရရှိတဲ့တက်ကိုလုပ်ရုံပဲအဲ့ဆိုရင်ကျွန်တော် Glassy NFD passport မင်းတဲ့ဟာကတော့ဒီလောက်ပါပဲ